အားလုံးပဲမင်္ဂလာပါအန်နီမိုဒီနေ့လေအန်နီမိုစီမှာ install ရှိတဲ့အိတ်လေးတွေပြပေးပါမယ်အားပေးကြပါအောင်ရှင်ဒါလေးကကြတော့ဒီဇိုင်းတစ်ထိုးထားတဲ့ကြောက်စိမ်းအောင်အိတ်လေးဖြစ်ပါတယ်ကီချင်းလေးကိုကြတော့နေကြပန်းလေးအန်နီမိုတက်ထားပေးပါတယ်အလဲမှာတန်လိုက်လေးစီလေးတက်ထားပေးပါတယ်ရှင်သူကအိတ်ကလည်းကျဲတယ်အတွင်းထဲမှာပစ္စည်းတွေလည်းအများကြီးထည့်လို့စမ်းပါတယ်ရှင်သူကကြတော့လက်ကင်အိတ်လေးဖြစ်ပါတယ်ဒီလိုလေးပေါ့နော်ဒီလိုလေးပဲအိတ်လေးဖြစ်ပါတယ်ဒီလိုအိတ်လေးတွေအန်နီမိုရောင်းပေးနေပါတယ်ရှင်ဒီအိတ်ကလေးကိုကြတော့အန်နီမိုက4000နဲ့ရောင်းပေးပါတယ်ရှင်ဒီမှာပါလုံးဝကြောက်စိမ်းအောင်လေးပါရှင်ဒါလေးဒီအိတ်လေးတွေကကြတော့လေဆရာမတွေအတွက်လည်းတင့်တော်ပါတယ်လက်ဆောင်လေးပေးခြင်းလည်းအန်နီမိုစီမှာလာမလို့ရပါတယ်ဒါ install ရှိတဲ့အိတ်လေးဖြစ်ပါတယ်ရှင်ပြီးတော့ဒီမှာဒါလေးကကြတော့အနီရောင်လေးပေါ့နော်သူကလည်းအထဲထဲမှာပစ္စည်းအများကြီးထည့်လို့ဆက်ပါတယ်ဒီမှာပါတန်လိုက်နေစီလေးတက်ထားပေးပါတယ်ရှင်ဒီဟာလေးကလည်းအန်နီမိုရှိမှာအစင်သင့်ရှိတဲ့အိတ်လေးဖြစ်ပါတယ်ဒီလိုအိတ်လေးတွေလည်းအန်နီမိုရှိမှာအခုဝယ်လို့ရှင်မနေ့ပြန်ဒလီအပ်ထဲပါပါမယ်ရှင်အားပေးကြပါအောင်ရှင်အနီရဲလေးပါရှင်ဒီမှာပါသူကလည်းဒီလိုလက်ကင်လေးပေါ့နော်ဒီလိုလေးဝယ်တဲ့အိတ်လေးဖြစ်ပါတယ်ဒီအိတ်လေးကိုကြတော့အန်နီမိုက3000ဝန်းနဲ့ရောင်းပေးပါတယ်ရှင်ဒီလေးကိုကြတော့အန်နီမိုကနေကြပန်းကီချိတ်လေးတစ်ခုပေါ့နော်လက်ဆောင်ထည့်ပေးပါမယ်ရှင်ပြီးတော့ဒီမှာဒါလေးကကြတော့ရောင်ဆက်ဖက်တုပ်လေးဖြစ်ပါတယ်အရောင်လေးကို3ရောင်လေးပေါ့နော်အန်နီမိုကဆက်ထားတာပါပန်းလေးကိုကြတော့နေကြပန်းကီချိတ်လေးတက်ထားပေးပါတယ်အတွင်းထဲမှာကြတော့တန်လိုက်နေစီလေးတက်ထားပါတယ်ရှင်ဒီမှာပါဒီအိတ်လေးကိုအန်ဒီမိုးက2800နဲ့ရောင်းပေးပါတယ်ရှင်ဒါလေးကအန်ဒီမိုးရှိမှာ install ရှိတဲ့အိတ်လေးဖြစ်ပါတယ်အခုဝယ်လို့ရှိရင်မနေ့ပြန်ဒလီအပ်ထဲကိုထည့်ပေးပါတယ်ရှင်ဒီလိုအိတ်လေးတွေအန်ဒီမိုးစီမှာမာမယ်ဆိုလို့ရှိရင်အန်ဒီမိုးရဲ့ TikTok CB မှာဖြစ်ဖြစ် Viber နံပါတ်3996133549မှာဖြစ်ဖြစ်ဆက်သွယ်မှာယူလို့ရပါတယ်ကဲဒါလေးဒီအိတ်3လုံးလေးကကြတော့အန်ဒီမိုးရှိမှာ install ရှိတဲ့အိတ်လေးတွေဖြစ်ပါတယ်အမြန်ဆုံးလာပြီးတော့ဝယ်လို့ရပါတယ်ရှင်အန်ဒီမိုးကိုချစ်လို့ခင်လို့အားပေးကြတဲ့သူတွေအားလုံးကိုလည်းအန်ဒီမိုးအများကြီးကျေးဇူးတင်ပါတယ်